မြန်မာနိုင်ငံမှာကားနဲ့ဆိုင်ကယ်တွေဟာလမ်းရဲ့ညာဘက်ကနေမောင်းရပြီးတော့ထိုင်းနိုင်ငံမှာတော့လမ်းရဲ့ဘယ်ဘက်ကနေမောင်းရပါတယ်။တခြားကမ္ဘာနိုင်ငံကြီးတွေမှာလမ်းရဲ့ဘယ်ဘက်ကနေမောင်းနေကြတာလဲ။ကမ္ဘာမှာ UN ကတရားဝင်သတ်မှတ်ထားတဲ့နိုင်ငံပေါင်း195နိုင်ငံရှိပါတယ်။ဘယ်မောင်းစနစ်ကိုအသုံးပြုတဲ့နိုင်ငံကတော့54နိုင်ငံရှိပြီးညာမောင်းစနစ်ကိုအသုံးပြုတဲ့နိုင်ငံကတော့142နိုင်ငံတော့ရှိပြီး80%တော့ရှိပါတယ်။ဘယ်နိုင်ငံတွေလဲဆိုရင်တော့ဘယ်မောင်းစနစ်ကိုအသုံးပြုတဲ့နိုင်ငံတွေကတော့ထိုင်း၊အင်္ဂလန်၊ဂျပန်၊စင်ကာပူ၊မလေးရှား၊အင်ဒိုနီးရှားနဲ့ဗီယက်နမ်နဲ့နိုင်ငံတွေဖြစ်ပါတယ်မလေးရှား၊ယူရီးယား၊ထိုင်းဘုံပြည်သစ်ဗီယက်နမ်ညနေမှာအခက်အခဲမကြီးနိုင်တဲ့နိုင်ငံသားပြန်အဆိုတော် international mosque ဖြစ်ပါတယ်။ညာမောင်းစနစ်ကိုအသုံးပြုတဲ့နိုင်ငံတွေကတော့မြန်မာ၊တရုတ်၊တောင်ကိုရီးယား၊ထိုင်ဝမ်၊ဗီယက်နမ်၊ပြင်သစ်၊ဂျာမနီ၊အီတလီတို့ဖြစ်ပြီးရုရှား၊နယ်သာလန်၊အမေရိကန်နဲ့တခြားနိုင်ငံတွေပဲဖြစ်ပါတယ်။ထူးဆန်းတာနိုင်ငံတွေအများကြီးရှိတဲ့ထဲက80%တောင်ညာလမ်းကိုအသုံးပြုခဲ့ကြပေမဲ့ရှေးမူလအစမှာတော့ဘယ်လမ်းကိုပဲအသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရှေးရခင်ခေတ်တွေကယနေ့ခေတ်လိုကားတွေမပေါ်သေးတာကြောင့်မြင်းကိုပဲအဓိကထားပြီးအသုံးပြုခဲ့ကြပါတယ်။မြင်းမောင်းတဲ့လူတွေဟာလမ်းရဲ့ဘယ်ဘက်ချမ်းကိုကပ်မောင်းကြပြီးညာဘက်လက်နဲ့တိုက်ခိုက်တာတွေနှုတ်ဆက်တာတွေလုပ်ခဲ့ကြပါတယ်။ဒီတော့ဘယ်မောင်းစနစ်ထွန်းကားခဲ့တာဟာလူတွေရဲ့ညာတန်တဘာဝအကြောင်းဖြစ်ပြီးဘယ်မောင်းစနစ်ကိုအသုံးပြုရမယ်လို့သတ်မှတ်ပြဋ္ဌာန်းခဲ့တာကတော့ကိုလိုနီဗြိတိရှတွေပဲဖြစ်ပါတယ်။ညာမောင်းစနစ်ကိုတော့နပိုလီယံဘိုနာပတ်ကသူသိမ်းပိုက်ခဲ့တဲ့ဥရောပနိုင်ငံတွေကိုညာမောင်းစနစ်အသုံးပြုရမယ်လို့သတ်မှတ်ပြဋ္ဌာန်းခဲ့ပါတယ်။ I say I am Napoleon. I am Emperor. လမ်းရဲ့ညာမောင်းစနစ်ကိုလုံးဝအမြင့်တွေကျေပြန့်သွားစေတာကတော့1908ခုနှစ်မှာဟင်နရီဖိုးကစတီယာရင်ဘယ်ဘက်မှာပါတဲ့မော်ဒယ်တီကားတွေကိုဈေးနှုန်းချူတာစွာနဲ့ကမ္ဘာကိုအမြောင်မြတ်ဖြန့်ချီခဲ့တာကြောင့်ဖြစ်ပါတယ်။သိပ္ပံပညာရှင်တွေကဘယ်မောင်းစနစ်ကပိုပြီးတော့လုံခြုံတယ်လို့လည်းပြောကြပါတယ်။ဘာကြောင့်လဲဆိုရင်လူတွေရဲ့ညာမျက်လုံးပိုပြီးတော့အာတန်နာရဲ့ညာလက်အာတန်နာရဲ့အကြောင်းလို့လည်းပြောကြပါတယ်။ဒီလိုလမ်းကြောင်းတွေပြောင်းလဲနေကြတဲ့မှာပြဿနာတွေကြုံခဲ့ရတယ်လို့လည်းသမိုင်းကြောင်းတွေရှိခဲ့ပါတယ်။မိတ်ဆွေတို့အနေနဲ့ဘယ်လမ်းမောင်းရတာနဲ့ညာလမ်းမောင်းရတာဘယ်ဟာကိုပို့ပြီးတော့သဘောကျတဲ့ကွန်မန့်မှာရေးခဲ့ကြပါဦးဒီလိုဘယ်မောင်းညာမောင်းသမိုင်းကြောင်းတွေကိုသိပြီးတဲ့နောက်မှာတော့သမိုင်းကိုကောင်းတဲ့ဘက်တို့ရေးထားနိုင်ခဲ့ပြီးပုံကူကြီးတွေဖြစ်နိုင်ကြပြီးတော့ဗီဒီယိုက like and follow လုပ်ရင်တားမကြတဲ့လမ်းစနစ်တွေကြားထဲမှာ view site ဘေးကင်းလုံခြုံစွာမောင်းနိုင်ကြပါသေးဗျာ